ဒီចောင်းသုံးကက်ကူလေတာလေးကစားရခါစားတော့သူကဘာမှမလာဘူးပေါ့နော်မှန်ပါလဲဘာမှမလာဘူးဘာမှလည်းနှိပ်လို့မရဘူးအဲ့ဒါဖွင့်ပြီးဆက်လိုက်တော့ဘက်ထရီက3 volt ရှိရမယ့်နေရာမှာ2 volt ကျော်ပဲရှိတယ်အဲ့ဒါအရင်ဆုံးဘယ်ရီဖြုတ်လဲကြည့်တယ်ဒါပေမဲ့ဘယ်ရီလဲဘာမှမလာဘူးမလာလို့ထပ်ပြီးတော့ဆက်လိုက်အသေးသေးထပ်ဆက်လိုက်တော့မှန် LCD ကိုသွားတယ် CPU ကနေပြီးတော့ IC ကနေပြီးတော့မှန်အောင်သွားတဲ့လမ်းကြောင်းစက်ကလမ်းကြောင်းလေးနှစ်ခုပြတ်နေတယ်ပေါ့နော်အဲ့နှစ်ခုကိုခဲဆက်ပြလိုက်တဲ့အခါကျတော့မှဒီကောင်ကအလုပ်ပုံမှန်လုပ်သွားတယ်ပေါ့နော်အားလေးကိုဒီမှာဗီဒီယိုလေးနဲ့တစ်ချက်လုပ်ပြီးတော့ပြတာနော်အစားဆုံးတစ်ချက်လောက်ကြည့်လိုက်ပို့ရတယ်အဲ့ဒီဆိုင်ကအိုးလေးတွေဗျဆိုင်ကအိုးဘယ်လောက်လဲဒီကောင်ပေါ့နော်ဒီမှာဒီကောင်လေးနှစ်ခုဒီလမ်းကြောင်းလေးနှစ်ခုဒါကင်မရာနဲ့ဖုန်းကင်မရာနဲ့အကျယ်ချဲ့ပြီးဆွဲပြီးတော့ရိုက်ထားပြီးတော့ဆက်ထားတာပေါ့နော်ပုံမှန်အတိုင်းတာမန်မျက်စိနဲ့ကြည့်မယ်ဆိုရင်တော့ဒါစက်ကလမ်းကြောင်းလေးတွေကစံကြီးမြင်လောက်ပဲရှိတယ်အရင်ကသေးတယ်ပေါ့နော်ဒါကင်မရာနဲ့ချဲ့ပြီးတော့အနီးကပ်ရိုက်ထားတယ်ပေါ့နော်လမ်းကြောင်းနှစ်ခုဒီနှစ်ခုပေါ့ဒီကောင်ရယ်ဒီကောင်နော်ဒီနှစ်ခုဒီနှစ်ခုဒါ CPU IC ကနေပြီးတော့ထွက်လာပြီးတော့မှန် LCD ကိုသွားတယ်ပေါ့နော်အဲ့နှစ်ခုပြောက်သွားတဲ့ခါကျတော့မှန်မှာဘာမှအလုံးမလုံးတော့ဘူးနော် Okay တခြားလောက်ဆက်ကြည့်ပါဆိုင်ကဦး3000ခွဲဟုတ်တော့ဆက်ထားတယ်ကျန်တယ်လေပြောရအောင်ဆက်ထားတယ်အမှန်ဒါကတော့ဒါ IC ပေါ့နော်ဒီကောင်ကဒါသူ့ရဲ့အချုပ် IC ပေါ့ CPU ပေါ့အချုပ် IC ဒါတွေကတော့ LCD မှန် socket တွေပေါ့နော် CPU ကနေ IC ကနေထွက်လာတဲ့မှန်အောင်သွားတဲ့အလမ်းကြောင်း socket တွေပေါ့ရလာဟုတ်လားဒါကြောက်ရတယ်ဒီရပြောင်းဟုတ်လားကြာလို့မရလားဟုတ်လားနမတော့မပြီးချက်မိတဲ့ဆက်အဲ့ဖုန်းလို့ပိတ်တယ်မပေါ်နေရနော်ဒါမှမဆက်နော်အဲ့ဒါမှမပေါ်နေနော်ဒါမှမစာရနေပုံမှန်လုပ်ပါပြီနော်ဒါဆိုရင်ဒါ assembly